ပေးပါလူကိုတော့လေကြိုက်တော့ပါဘူးလူကိုတော့လေချမ်းသာပေးပါပစ္စည်းကိုတော့ကြိုက်တယ်လို့ယူမယ်တဲ့ယောက်ျားရောရှိလားတဲ့အကိုဖုန်းကိုယူမလားလူကိုယူမလားယင်နော်ဖုန်းကိုပဲယူပါလူကတီလာရှင်ဝင်မှာအကိုနော်တီလာရှင်မဲ့ဝင်မှာပါတသက်လုံးနော်အဲ့ဒါကြောင့်မို့လို့အခုလေလူဖြစ်တော့တီလာရှင်မဝတ်သေးခင်မမင်းရောင်းနေတဲ့ဖုန်းလေးတွေကိုမမင်းကျူရောင်းနေတဲ့ဖုန်းလေးတွေကိုပဲဝယ်ပါနော်ယောက်ျားရှိလားမရှိလားမမင်းနဲ့ကျမကတီလာရှင်ဝတ်တော့မှာမယူဘူးနော်အဲ့ဒါကြောင့်မလို့ယူခြင်းနေဆိုရင်တော့ကျမရောင်းတဲ့ဖုန်းလေးတွေရောင်းတော့ကိုယူသွားပါ6000နဲ့မှ9000ငွေကြိုမလွဲခိုင်းမှာဘူးရှင်ဈေးနဲ့ရောင်းပြီးဒီကလေးမငွေကြိုလွဲခိုင်းနေရလားလို့ထင်နေမှာဆိုလို့အိမ်ရောက်ငွေချင်းအာမကန်တလားပါတယ်အာသွင်းကြိုးပါပဲရှင်တို့နော်မြန်မာငွေ6000 9000နဲ့ကဘာပတ်ရှာကြည့်အောင်နော်အာမကန်ပေးရတဲ့ကိုတန်နေပြီနော်ဘာသုံးလို့ရမလဲဆိုတော့ Wi-Fi only ဖုန်းလေးတွေ YouTube TikTok Facebook Viber နော်ဓာတ်ပုံရိုက်မယ် TikTok ဆော့မယ်ဆိုရင်ဟောလိုမျိုးကင်မရာရေသွေးရကြည့်တော့ရှင်ကဲနော်ဒီကောင်လေးတွေဆိုရင်6000 9000နဲ့ရမယ်တကယ်လို့စင်ကပ်ပါထည့်သုံးခြင်းနဲ့ internet ဖုန်းပြောလို့ရခြင်းနဲ့ဆိုရင်တော့ပေါ့နော်ဒီကောင်လေးတွေဆိုရင်ဖုန်းပြော Facebook Viber YouTube သုံးလို့ရမယ်ဆိုရင်3သိန်းနဲ့မှ8000ကျပ်အနည်းဆုံးကနေစပြီးတော့ရှိပါမယ်မြန်မာနိုင်ငံလုံးပစ္စည်းရောက်ငွေချေအာမခံပါတယ်အကြိုက်ဆုံး error ပိုင်ပို့ကအခမဲ့နဲ့ပြန်ပြီးတော့လဲပြီးပါတယ်ရှိကဲနောက်ထပ်ယူကိုယူရမယ်ဖုန်းလေးကဲ iPhone 10 Plus screen ကဒီလိုမျက်နှာပြင်အကျယ်မျက်နှာလောက်ရှိတယ်ပေါ့နော်မြန်မာငွေ3သိန်းကျော်နဲ့ရမယ်မြန်မာငွေ3သိန်းကျော်64 GB ဖုန်းပြော Facebook Viber Messenger YouTube TikTok နော်ဒီမှာဓာတ်ပုံရိုက်မယ် TikTok ဆော့မယ်ဆိုလေကင်မရာအရေးသွေးကလုံးဝကိုအမိုက်စားပါပဲရှင်ကြည်တောက်ရှင်းတဲ့ကိုရပါမယ် iPhone 10 Plus လေးပါရှင်ဒီကောင်လေးတွေဆိုရင်မြန်မာငွေကျပ်3သိန်း9000နဲ့မှ8000ကျပ်မြန်မာတနိုင်ငံလုံးပစ္စည်းရောက်ငွေချေအာမခံပါတယ်အာသွင်းချုပ်ပါတယ်နေအောင်သူ့ထက် model မြင့်ပြီးတော့ဈေးတင်တာလေးပြပေးမယ်နော် iPhone 7 လေးပေါ့နော်ကာလာဆောင်လေးရတော့ယူထားပစ္စည်းကနည်းနည်းပဲရှိတော့တယ်အခွန်ဆောင်ပြီးသား error ခဲ့အလုံးသက်ဖုန်းတွေကိုသာရောင်းတယ်ဒီလိုမျိုးအခွန်ဆောင်ပြီးသားလက်ပွေပါ iPhone 7 off နေဆိုရင်ချိန်တဲ့နေရာမှာရှာကြည့်2သိန်းကျော်နေတဲ့အချိန်မှာမင်းမင်းကျိုအရင်တုန်းကဈေးပဲ3သိန်း8000ကျပ်ထင်းနေပဲဈေးမတက်ဘဲနဲ့ရောင်းပေးထားပါတယ်ဖုန်းပြော Facebook Viber ကေပေးဝေပေးတဲ့အစုံသုံးချင်တဲ့ Instagram Telegram ကစသုံးချင်တဲ့ဆို iPhone 7ကနေစယူရုပ်ထွက်ကင်မရာအရေးသွေးဆိုလဲပြောစရာမလိုဘူးရှင်ဒီမှာလုံးဝကိုအမိုက်စားပေါ့နော်ကြည်တောက်ရှင်းလေးနဲ့ရပါမယ် YouTube TikTok ကေပေးဝေပေးအစုံသုံးလို့ရပါတယ်ရှင် Okay နောက်ချက် screen ကြဲရမှလိုချင်နေဆိုရင်ဒီမှာမြန်မာငွေကျပ်ပေါ့နော်3သိန်းကျော်နဲ့ရမယ် iPhone 8 Plus ရှိမယ်ရှင်ပြီးကြရင် iPhone 7 Plus လေးရှိပါမယ်ရှင်မှာယူချင်နေဆိုရင်တော့ Viber number sorry Viber error တက်နေလို့ပေါ့နော်စာတွေပြန်ပို့လို့မရလို့ customer လေးတို့တဲကွမ်39699895လင်းတစ်တဲကွမ်ကိုပဲဆက်တွဲပေးနော်ဖုန်းဆက်ပြီးတော့လည်းမလို့ရတယ်အိမ်ရောက်မှငွေချေပါရှင်နော် iPhone 7 လေးလည်းရမယ်sorry 7 Plus လေးလည်းရမယ်8 Plus လေးလည်းရပါမယ်တန်လုံးယူပါ3သိန်းကျော်နဲ့ရပါမယ်အခွန်ဆောင်ပြီးတာ error ကင်းလုံးသက်ပါရှင်